အားလုံးမင်္ဂလာပါအခုဆိုရင်ကလေးတယောက်လာပေးတာပြပါတယ်အဲ့တော့ဘယ်ကနေလာပေးလဲဘာဖြစ်လို့လာပေးလဲဆိုတာအားလေးကိုမေးမယ်ကလေးကဘယ်နှလဆိုတာလည်းမေးမယ်ပြီးသွားရင်တကယ်လို့ line ပေါ်ကလူတွေတောင်းရင်ငါပေးလိုက်မှာနော်ဟုတ်ကဲ့အဲ့တော့တီးပြရမယ်ပြီးရင်စာချုပ်ချုပ်မယ်နော်ဟုတ်ကဲ့ပြောပါဦးဘယ်ရလာလဲသမီးကစံပြလာတာပါစံပြဆိုတာဘယ်စံပြသမီးဒီတငန်းညုံပါဟောတငန်းညုံစံပြဟုတ်ကဲ့သူကကလေးကဘာဖြစ်လို့လာပို့တာဘာလာပေးတာလဲအခက်အခဲဖြစ်နေလို့တမီးကဒုက္ခရမ်းရောက်နေလို့ခလေးကိုအဆင်ပြေအောင်ကိုကပို့ချင်တာတမီးကနေကြမရှိစားကြမရှိဘူးတမီးတို့ကအလောက်ကအဆင်မပြေလို့တမီးနောက်စိတ်ကိုခလေးကိုမကြည့်နိုင်လို့တမီးလာပေးတာပါယောက်ျားမရှိတော့ဘူးလားယောက်ျားမရှိတော့ယောက်ျားတေသွားပြီဟုတ်ကဲ့ဒီကလေးကိုကောင်းစားတဲ့လက်ထဲကိုတမီးကထည့်ပေးတယ်တမီးစိတ်ထဲမှာဘယ်လိုလဲဆိုဒီကလေးကိုတမီးမွေးမစားချင်လို့လည်းမဟုတ်ဘူးမထားချင်လို့လည်းမဟုတ်ဘူးမိခင်စိတ်ထဲရှိတာပဲတမီးကအခက်အခဲဖြစ်နေလို့ပါတမီးပေးလိုက်တာပါတမီးကအတီးပြူတယ်ဒီကလေးတမီးကြီးလည်းလာမခေါ်ဘူးလာလည်းမတွေ့ဘူးတမီးကတမီးဈေးဘက်မဲ့ရောချနောက်တမီးဒီလိုမဖြစ်ဖို့တမီးစူးစမ်းမယ်လို့တမီးဘက်ကအနည်းနဲ့စောင့်နေကြတယ်ဟုတ်ဒီကလေးလေးတော့ဒါအကိုကြီးက line ပေါ်မှာတောင်းတဲ့လူတွေချင်းပေးပါနော်ပေးလိုက်မင်းကလေးလားဟဲ့လားမင်းကလေးဘယ်နှလားရှိပါလဲ3လခွဲဟုတ်ကဲ့မွေးတာစိတ်အောင်မွေးတာလေကျန်အိမ်မှာပဲမွေးသွားတာဆရာလေးတွေအိမ်မှာလာဟွာရောမွေးစင်းလည်းမရှိဘူးတကောင်စင်းလည်းမရှိဘူးခလေးချက်ချုပ်ဖြတ်ပေးတာတော့ဆရာလေးကဖြတ်ပေးလို့အမြင်မတော်တဲ့လူကဖြတ်ပေးတာအမြင်မတော်တဲ့လူကပဲထမင်းကျွေးခဲ့တာတမီးဟုတ်လို့ဒီကလေးကိုပေးလိုက်တာသူလည်းကောင်းစားတယ်တမီးလည်းဈေးဘက်ရွက်စားတော့မယ်တမီးကိုတမီးနောက်မဖြစ်ဖို့ကြိုးစားထားတယ်တမီးကမပေးလိုက်တာကလေးလေးကအာဟာရချိုးတဲ့နေရအောင်နော်ဟုတ်နို့လည်းမထွက်ဘူးလားဟုတ်နို့မထွက်ဘူးတမီးကဟာလာမဖြစ်တော့ခလေးကနို့မထွက်ဘူးပြီးတော့ကိုကြီးကစားရတာတမီးကဘယ်လိုလဲဆိုနောင်ကြောင်ထမင်းယူစားတယ်ကိုမှချက်စားတယ်အိုးတွေခွက်တွေပေးတာတော့ကိုမှချက်စားဖို့ပတ်စံမရှိကိုမှဒုက္ခတွေရောက်ခဲ့တာပေါ့ဒီလိုမပြေလဲတဲ့စင်စားတဲ့တမီးညီမလေးကဘာသာဝင်လဲတမီးကအဖေကိုအမားကကြတော့ဟိန္ဒူလူမျိုးမို့လို့ဟိန္ဒူဘက်ကိုပဲလိုက်ထားတာအမေကဆုံးသွားပြီအဖေကကြတော့နောက်မရနိုင်မို့လို့အစ္စလမ်လားအဖေကမွတ်စလင်မို့လို့တမီးကအဖေနဲ့တွားပြီးမပတ်သက်တော့လားတမီးကနေတယောက်တည်းအခုတွားဟောခေါ်ထားတဲ့နေရာမှာတမီးကကောင်းကောင်းမနေကောင်းကောင်းမှုပဲစားတော့တယ်ဒီကလေးကိုလိုက်ပေးတာလေပေးခြင်းလို့ပေးလိုက်တာမဟုတ်ဘူးခလေးကောင်းစားရင်တော့ပြီအားမလို့တမီးပေးလိုက်တာတမီးကကြီးရင်လည်းလာမတွေ့တော့ဘူးတမီးနောက်စေးအတွက်ကိုဒီလိုမဖြစ်ဖို့ပဲတမီးစူးစမ်းထားတယ်ခေါ်ပြီးတော့ခလေးတွေကိုခေါ်ပြီးဒုက္ခပေးထားလို့ပဲကိုယ်စိတ်ထဲမှာအားလို့ခလေးပေးလိုက်တော့ကိုလည်းစိတ်ချမ်းသာတယ်သူ့တော့လည်းအဆင်ပြေသွားတယ်ဒါညီမလေးကဟိုမှာဒီကလေးကိုလိုက်ပေးနေတာမဟုတ်လားဟုတ်ကြောက်ဟိုလူကိုပေးဒီလူကိုပေးတာဘာမှမယူဟုတ်ဘလုံးကောက်တဲ့မိမကခေါ်သွားတယ်ခေါ်တော့ခလေးကိုထမင်းအစည်းလိုက်ပြီးကျွေးနေလို့ပြန်သွားခေါ်လိုက်တာအမကြီးကကျွန်တော်လို့ပတ်စံမတ်လို့လားမဟုတ်ဘူးလို့ညီမလေးရဲ့လည်းနေ့အရင်ကြီးလို့ဖို့တဲ့3000ပေးတာတဲ့တမီးဘွားမှာပတ်စံမတ်တဲ့မိန်းကလေးလည်းမဟုတ်တမီးဈေးပန်းတရရစားနိုင်တယ်လို့ခလေးကိုထမင်းအစည်းလိုက်ကျွေးလို့ဆိုတမီးပြန်သွားခေါ်လိုက်တာပြီးတော့ခလေးကိုရိုက်တယ်တမီးအစင်မပြေတော့ဘူးမိုင်းလို့ပေးမစားလို့တမီးကမကောင်းတဲ့လူကိုပေးလိုက်တာခလေးလည်းကောင်းစားကျမဘွားလည်းကောင်းစားတယ်လို့တမီးကလို့ပြောပြီးထွက်လာလိုက်တာသူက3000ပေးတာပေါ့မဟုတ်ဦးလေးရဘယ်လိုလဲဆိုအရင်နေ့လောက်စားနေလောက်စားခြင်းနဲ့ဆေကိုရစားဆိုပြီးအဲ့လိုပေးလိုက်တာပြီးတော့ခလေးကိုရိုက်တယ်ပြီးတော့ခလေးကိုထမင်းစီးလိုက်ပြေးလို့တမီးအဲ့လိုတော့မထားနိုင်ဘူးသူကဗျမ်းမလာတယ်တမီးကမကြိုက်ဘူးကင်းအဲ့မခလေးကိုကောင်းတဲ့လူလည်းလာထဲတာပါလို့ဒါဒီမှာမိဘမဲ့ကြေရရှိတယ်ဆိုတာဘယ်လိုသိတာတမီးလုံးလုံးမသိခဲ့ဘူးဒီကအကားတွေခေါ်လာလို့တမီးသိရတာပါဟုတ်သူတို့တွေကသူတို့နဲ့ဘာမှတွေ့တာပန်းညံနာမှာတွေ့ရပါတကပန်းညံဟုတ်ကဲ့ဟိုတငန်းညုံကနေပြီးတော့ဒီလောက်လာတာပေါ့ဘာလို့လဲဆိုတော့နဲကိုလန်ထဲမှာနေတာအဆင်မပြေတော့တပြေးပြေးနဲ့မရိုင်းတဲ့လူတွေရှိရင်ရှိတယ်ဒီကလေးကိုသူတို့ဘယ်လိုပြောလဲပေးလိုက်ဟုတ်လားနေတော့ကတော့နေတဝင်းစားနေမှာဈေးပဲရစားဘာပဲရစားအားနဲ့တမိလာတာလမ်းစိတ်မရှိလမ်းစိတ်လိုက်တောင်းပြီးတော့တမိလာခဲ့တာဒီနေရာဘာလို့ကိုကလေးကောင်းစားတော်ပြီဆိုတော့တမိအဲ့လိုလာပေးတာတော့ရနာမှာဒီအ ਨੇ လို့နဲ့တွေ့တယ်ဒီ ਨੇ လို့ဒီကားလို့တမိကိုကောင်းမှုပြပါတယ်နေဆုံးမြတ်ချပြီးတော့တမိဘက်ကတော့ဆုံးမြတ်ချပြီးသွားပြီလို့ဟုတ်တယ်လေခလေးကောင်းစားတာတမိကောင်းစားတာမဟုတ်ဘူးလို့နောက်ကိုဒီလိုမဖြစ်ဖို့ပဲကိုစူးစမ်းထားတယ်ခလေးလေးကမင်းကလေးနော်ဟုတ်ကဲ့မင်းကလေးလိုင်းပေါ်မှာတကယ်လို့တရားဝင်တောင်းရင်တော့အကိုကြီးကတော့ပေးလိုက်ဟုတ်ကဲ့ပေးလိုက်နဲ့ဘာဖြစ်လို့အကိုကြီးကအခုကလက်ရှိအကိုကြီးတယောက်တည်းဥဆောင်နေတာဆိုတော့
ဟုတ် ဒီကလေးတက်တက်လေးတွေကိုကြတော့အခုတော့မှဟို2လရွယ်ကလေး6လတိဖြစ်လာအောင်မနေဘူးကြိုးစားခဲ့ရတယ် ဟုတ်ကဲ့နဲ့ တနေ့ကွ2နှစ်တည်းရကြတော့ပြဿနာမဟုတ်ဘူးပေါ့နော်သူတို့ကထမင်းကုတ်ပြေးလိုက်ရတယ်သူတို့ကြတော့အရန်ခယူးဆိုင်ရတယ် ဟုတ်ဟုတ် အဲ့ဒါကြောင့်မလို့အကိုကြီးကလမ်းစာနဲ့ပြီးရင်အခုကလက်ရှိစပုံစာမရှိဘူးအလူရှင်တွေကတော့ဟိုလူဒီလူတော့ရှိတာအဲ့တော့သူ့ကိုနိုးမို့တိုက်တာတို့လူကြည့်ဖို့ခေါ်ရမှာတို့ဆိုလို့ရှိရင်အကိုကြီးကလမ်းစာတွေပဲပေးရမှာပြုတ်ရမှာဆိုတော့တကယ်လို့ line ဘောကတငယ်ချင်းများ line ဘောကကျွန်တော်ရှင်မှာပုံဆက်ပြီးတော့တောင်းတဲ့လူတွေတော်တော်များပါတယ်ပေါ့နော်အဲ့တော့ဒီကလေးလေးကိုကျွန်တော်ကိုယ်တိုင်ပြန်ပေးမယ်အမွေစားအမွေခံကိုကျွန်တော်ပြန်ပေးမယ်လက်ရှိသူ့ရှိရနေကျွန်တော်ကဘာကြောင့်ဒီကလေးကိုပြန်ယူလိုက်ရလဲဆိုတော့သူများတွေလိုက်ပေးတာပေါ့နော်အဲ့လိုပေးတဲ့ချိန်မှာဘယ်သူမှမယူပဲထားပါတော့စိတ်မရှိလို့လမ်းမှာပြစ်ခဲ့မှဆိုရင်အတက်တောင်ဆုံးမှဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်ကနေပြီးတော့ဒီကလေးကိုတော့ခေါ်လိုက်ပြီးအဖိပိုင်အခုမှရှင်းနေလဲခေါ်ရတယ်ကျွန်တော်စာချုပ်ချုပ်မှာပေါ့နော်နောက်ပိုင်းတော့ဟိုအဖေကလာခေါ်တာတို့အဖိုးဖွားမသိလိုက်တာတို့အဲ့ဒါမျိုးတော့မရှိဘူးနော် ဘာလို့ အမှတ်တယ်ပေါ့နော် ကြည့်ရင်လာလည်းမခေါ်ဘူးလာလည်းမတွေ့ဘူးသမီးနောက်နောက်ကိုဒီလိုမဖြစ်အောင်မလို့သမီးစူးစမ်းရတော့မှာ ဟုတ်ကဲ့အခုတော့ line ပေါ်မှာတွေ့တဲ့အတိုင်းပဲကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဟိုဘက်မှာအလောက်ကတစ်ဖက်ဒီဘက်ကလည်းတစ်ဖက်လာပို့တော့အလုပ်တွေတော့နည်းနည်းရှုပ်ပါတယ်အလူရှင်များပေါ့နော်လက်ရှိဒီကလေးကိုကျွန်တော်ထိမ့်သိမ့်တဲ့အချိန်ကျရင်သူတို့အတွက် no more တို့ပေါ့နော် no more တော့မှဟိုပါဗာလဲဒူးမတ် no more ဒူးမတ်တို့အဲ့လိုမျိုးတွေလိုအပ်တယ်ပေါ့နော်ဝေယဝိဆကိစ္စတွေအတွက်လည်းလိုအပ်ပါတယ်အလူရှင်များကျွန်တော်လူပေးပါအောင်လို့ကျွန်တော်ဘက်ကနေမေတ္တာရက်ခံနေပါတယ်ကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါတယ်ဆုတောင်းပေးပါ